ထိုင်းနိုင်ငံမှာနေထိုင်ခွင့်ရခြင်းနဲ့ဆိုရင် visa ကတော့အမျိုးစုံရှိတယ်။ဘာတွေရှိလဲဆိုတော့ work visa company ထောင်တာပဲဖြစ်ဖြစ်သို့မဟုတ်ကိုက company ဝန်ထမ်းဆိုရင်ရတယ်။ company ဝန်ထမ်းဆိုတာကလည်းဝန်ထမ်းဖြစ်လိုက်တာနဲ့ချက်ချင်းနေထိုင်ခွင့်ရသွားတာမဟုတ်ဘူးเนาะ။အဲ့ဒီ company ကလည်းကိုကို visa လုပ်ပေးရအောင်မယ်။အဲ့တော့မှ visa ရမှာเนาะ။ long term visa ဆိုရင်10နှစ်လောက်တောင်နေလို့ရတယ်9နှစ်နေပြီးနောက်ထပ်9နှစ်တခါထပ်တိုးပေါ့နော်ဒီ visa ကလည်းပိုက်ရှိုံနဲ့မရပါဘူးသူတို့တောင်းထားတဲ့ requirements အတိုင်းကိုလုပ်နိုင်ရမယ် DLTR အတွက်ရှောက်နိုင်တဲ့လူဒန်းစားကတော့3မျိုးရှိပါတယ်3မျိုးလား3အုပ်စုလားဝင်ငွေများရုံပဲမရအောင်နော်ခုနကပြောထားတဲ့အတိုင်းသူတို့ requirements တွေရှိသေးတယ်အဲ့ဒီဝင်ငွေကဘယ်ကရတာလဲနောက်ပြီးတော့ bank account ထဲမှာကအဲ့ဒီဝင်ငွေကဘယ်လောက်ရှိတာကြာပြီလဲ blah 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 တွေရှိသေးတယ် second အုပ်စု highly skilled professionals for example ဥပမာ IT သမားတို့အရန်ကိုထူးချွန်တဲ့ expert တွေပေါ့ထိုင်းနိုင်ငံမှာရှားတဲ့အဖွဲ့တွေပေါ့အဲ့လိုလူမျိုးတွေဆိုရင်လည်းပို့ပြီးတော့လွှဲတယ် LTR ရဖို့အတွက်ကနောက်ဆုံးအဖွဲ့ကတော့ wealthy pensioners အရန်ထောတဲ့ပင်စင်သမားပေါ့နော် marriage visa ဒါလွယ်လွယ်လေးပဲထိုင်းလူမျိုးနဲ့တရားဝင်လက်ထပ်လိုက်တယ်ဆိုလို့ရှိရင်ရမှာပါတရားဝင်လက်ထပ်ပြီးတာနဲ့ချစ်ချင်းအဲ့ဒီ visa ရတာမဟုတ်ဘူးเนาะသူတို့က randomly လာကြည့်အောင်မယ်တကယ်ရောအတူတူနေနေတာလားအဲ့လိုမျိုးလေးတွေအချိန်လဲပေးရအောင်မယ်အဲ့ဒီ visa ရဖို့အတွက်က retirement visa အသက်50ထက်ဆိုလို့ရှိရင်ဒီ retirement visa ရှောက်လို့ရပါတယ်အားလုံးဒီ retirement visa ရှောက်တယ်ဆိုရင်ဈေးနှုန်းဘယ်လောက်လောက်လို့ထင်ကြလဲ page တွေထဲမှာမြင်ဘူးကြတယ်မလားသူတို့ဘတ်4000 5000 6000ပတ်ဝန်းကျင်ထိသူတို့ကတောင်းကြတယ်ကြိုပြောမယ်နော် KDA ဘက်က visa ကိစ္စဘာမှမလုပ်ပေးဘူးနော်လာမမေးကြနဲ့နော် elite visa ပါအချက်လက်ကတော့ဒီမှာပြထားတဲ့အတိုင်းပါ guardian visa ဆိုတော့အဖေမေကရရမှာပါကလေးတစ်ယောက်ကိုအဖေသို့မဟုတ်အမေတစ်ယောက်ပဲအဲ့ဒီ visa ရမှာနော်ကလေးကလည်းထိုင်းနိုင်ငံမှာကြောင်းတက်နေရမယ်ပြီးတော့အသက်20အောက်ဖြစ်ရမယ်စီရီပြောသွားတဲ့ထဲမှာဘာ visa ကြံခဲ့သေးလဲသိတယ်ဆိုရင် comment ထဲမှာရေးထားပေးပါ goodbye